အခုမြင်နေရတဲ့အဖြစ်ပြက်လေးတစ်ခုကတော့ပြီးခတဲ့ရက်ပိုင်းလေးကအဖြစ်ပြက်လေးတစ်ခုပဲဖြစ်ပါတယ်ဗျအကြောင်းအရာကတော့ဆန်ချိုလေးချင်းရဲ့ကွင်းအပြန်မှာပဲဒီတစ်ဖက်တလန်းကပေါ့နော်ဖခင်နဲ့အတူဆန်ချိုပလိတ်တက်ကလေးငယ်တူကဆန်ချိုကိုတွေ့ဖို့စောင့်နေပါတယ်ဗျဆန်ချိုလည်းသူ့ပလိတ်တက်သူ့စောင့်နေတာတွေ့တော့သူလည်းချက်ချင်းကားရက်ပြီးတော့လက်မှတ်ထိုးပေးဖို့ပြင်ဆင်တာပေါ့ဗျာဒီကလေးငယ်လည်းသူ့အိုက်တို့တွေ့နေတဲ့အချိန်မှာပဲစာရွက်နဲ့ပေါ်ပင်ကိုချက်ချင်းလမ်းပေးပြီးတော့လက်မှတ်တောင်းပါတယ်ဗျဟုတ်ကဲ့ဒီမြင်ကွင်းကတော့ဒီဆန်ချိုဆိုတဲ့ကစားသမားအတွက်ဘာမှမထူးဆန်းတဲ့အရာတစ်ခုပေါ့ဟုတ်ကဲ့ဆန်ချိုဆိုတဲ့ကစားသမားဟာလူတိုင်းကိုလက်မှတ်အမြဲတမ်းထိုးပေးတယ်နော်ဒါပေမဲ့လက်ရှိအဖြစ်ပြတ်တော့သူ့အတွက်တာမန်အဖြစ်ပြတ်တော့မဟုတ်ခဲ့ဘူးပေါ့ဒီကလေးငယ်တူကဆန်ချိုအတွက်လက်ဆောင်ပြန်ပေးခဲ့တယ်เนาะအဲ့လာကတော့ဒူးကာပေါ့เนาะဆန်ချိုပုံပါတဲ့ဒူးကာကိုဆန်ချိုလက်ဆောင်အဖြစ်လာပေးခဲ့တာပေါ့ဆန်ချိုလည်းအော်စွာနဲ့ဝမ်းတာပြီးတော့အဲ့ဒူးကာကိုယူပြီးတော့ကလေးငယ်ကိုဂျေဆူးတင်ပါတယ်ဗျပြီးတော့ဒီကလေးငယ်ဖေကဆန်ချိုကိုလမ်းစနောက်လိုက်တာပေါ့နောက်တပွဲကြရင်ဒီဟာဝတ်ပြီးတော့ကစားပေးပါဆိုပြီးတော့လမ်းစနောက်တယ်เนาะဆန်ချိုလည်းကတိပေးပြီးတော့စားနောက်တလူနဲ့ပြန်ပြောပြီးတော့လက်ဝါချင်းပါချင်းရိုက်ပြီးတော့လမ်းခွဲလိုက်တာပေါ့နော်ဟုတ်ကဲ့ဒီအဖြစ်ပြက်ပြီးခဲ့တဲ့နောက်ပိုင်းတပတ်ကြော်မှာမန်ယူအသင်းဟာဒီရှားလေးအသင်းနဲ့ယူရိုပါလိဂ်အဝေးကွင်းမှာတော့ပြန်ဖို့ရှိတာပေါ့နော်ဒီဆန်ချိုဆိုတဲ့ကစားသမားလည်းဒီကလေးငယ်ပေးတဲ့ဒီတူးကာကိုသူယူသွားဖို့သူမမေ့ခဲ့ဘူးเนาะဟုတ်ကဲ့ဒီပွဲအကောင်းဆုံးအခက်အတန့်တစ်ခုဖြစ်တဲ့18မိနစ်မှာဖြစ်ပျက်သွားတာပေါ့နော်အရီဆင်ရဲ့ပေးပို့မှုအရာဒီဆန်ချိုကဘောလုံးကိုညာခြေတောက်နဲ့လိမ်ပြီးတော့ပဲခြေတောက်နဲ့ကိုသွင်းလိုက်တယ်နော်ဆန်ချိုကိုသွင်းပြီးချင်းမှာပဲဒီသူ့ရဲ့တူးကာကိုချွတ်ပြီးတော့ဒီကင်မရာစီမှာရှိတဲ့ဖက်ကိုလမ်းပြလိုက်တာပေါ့နော်ဟုတ်ကဲ့ပါအဲ့တူးကာတော့ဒီဟိုးတပတ်တော့ကလေးငယ်ပလိတ်တက်ကလေးငယ်ပေးခဲ့တဲ့တူးကာပဲပေါ့နော်ဟုတ်ကဲ့အဲ့နေ့ကတော့စားနောက်တလို့နဲ့ပြောကြပေမဲ့ဆန်ချိုတော့တကယ်လောက်ခဲ့တယ်เนาะသူကတော့ကျွန်တော်ကိုဒီတူးကာကိုဝတ်ပြီးတော့ကစားခိုင်းစေချင်တာတဲ့ပြီးတော့အခုလက်ရှိမှာကျွန်တော်ဒီဟာဝတ်ပြီးတော့ကစားတာကိုသူမြင်ပါစေပေါ့အခုမင်းတီပွဲကိုကြည့်မယ်ဆိုရင်မင်းဝမ်းတာပီတီဖို့ငါမျောလင့်ပါတယ်ဆိုပြီးတော့ဆန်ချိုဒီကလေးငယ်ပေါ်စကားပါလိုက်တယ်เนาะဟုတ်ကဲ့ဒီအဖြစ်ပြက်လေးကိုစဉ်းစားပြီးတော့ကျွန်တော်တို့တွေးမယ်ဆိုရင်ကိုယ့်ရဲ့အိုင်တိုးတယောက်ဖြစ်တဲ့ဆန်ချိုကိုဒီတူးကာကိုလက်ဆောင်ပေးလိုက်တာပေါ့နော်ဒီတစ်ပတ်အတွင်းမှာပဲကိုယ့်ရဲ့အိုင်တိုးကဒီတူးကာကိုဝတ်ဆင်ပြီးတော့တာတင်မကကိုသွင်းပြီးတဲ့ချိန်မှာပဲကင်မရာစီမှာကပါလုံးတိအောင်လမ်းပြတဲ့အတွက်ဒီကလေးငယ်ကဘယ်လောက်ပြီးတိမလဲဆိုတော့ကျွန်တော်တို့ခံစားလို့ရတယ်เนาะဟုတ်ကဲ့ဒီတူးကာတော့ဘာမှတန်ဖိုးမရှိပေမဲ့ဒီစိတ်သက်ပိုင်းဆိုင်ရာနဲ့ဆန်ချိုလုပ်ရဲ့အပေါ်တော့ဒီတူးကာဟာဆန်ချိုခါတိုင်းထက်ဝတ်ဆင်ကစားတဲ့တူးကာတွေထက်စေးကြီးမယ်တန်ဖိုးပိုကြီးမယ်စိတ်သက်ပိုင်းဆိုင်ရာပိုကောင်းမယ်လို့ထင်ပါတယ်ဗျ